Financial management ကနော်ဒီ account တွေအများကြီးကိုကျေပြည့်နေဒီ financial management ဘိုင်းကို helicopter point of view ကနေကြည့်နိုင်အောင်ဒီကိုအများကြီးကိုသင်ပေးခဲ့ပါတယ် financial statement တွေကိုကြည့်တဲ့အခါမှာဘယ်အချက်လက်တွေကဘာကိုဖော်ပြနေတယ်ဆိုတဲ့ဟာလေးတွေကိုသိမြင်လာတဲ့အတွက်ကြောင့်မလို့အရန်ကိုကျေနပ်အားရမိပါတယ်management ဆိုတဲ့ဟာတိုင်းဒီ finance ကြီးတည်တမ်းမဟုတ်အစက finance နဲ့ account တွေမကွဲဘူးပေါ့နော်ဒါပေမဲ့တင်းတန်းတက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကြတော့ financial management ကပေါ့နော်ဒီ account တွေအများကြီးကိုကျေပြည့်နေကိုယ့်ရဲ့လုပ်ငန်းရဲ့ဒီ sector တွေအားလုံးမှာဒီ finance concept လေးပါတယ်ဆိုတဲ့ဟာကိုinsight ရသွားတယ်ပေါ့နော်ဒီတင်းတန်းမှာရခဲ့တဲ့ knowledge တွေအများကြီးနဲ့ကိုယ့်လုပ်ငန်းကိုပို့ပြီးတော့စနစ်ကျအောင်လုပ်နိုင်မယ်လို့လည်းထင်ပါတယ် finance management နဲ့ပတ်သက်တဲ့စီမံခန့်ခွဲရေးဟာကိုငွေရေးကြေးရေးဖလှယ်ရေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ management လုပ်သွားမလဲပေါ့နော်ဒီတင်တန်း join မှာပဲကျမရဲ့လုပ်ငန်းကို apply လုပ်နိုင်မယ်ဆိုရင်မှဒီတင်တန်းကိုလာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်သူရဲ့ subject curriculum ကိုလည်းကျမအရန်သဘောကျတဲ့ curriculum ဖြစ်နေတဲ့အတွက်ကြောင့်မို့ကျမအင်မတန်ဝမ်းသာပျော်မိတဲ့ပေါ့ဒီတင်တန်းကို join ရခြင်းအတွက်ကြောင့်မို့ဒီနေ့ training လေးက3ရက်ပဲတက်ခဲ့ရပေမဲ့ဒီဆရာကနေပြီးတော့မှ theory knowledge ကော practical knowledge တွေရောအများကြီးသင်ပေးခဲ့ရတယ်ပေါ့နော်အများကြီးလေ့လာခွင့်လည်းရခဲ့တယ်ဆရာအနေနဲ့ဆိုရင်ဒီ financial management ဘိုင်းကို helicopter point of view ကနေကြည့်နိုင်အောင်ဒီကိုအများကြီးကိုသင်ပေးခဲ့ပါတယ်အဲ့အတွက်လုပ်ငန်းခွင်မှာလည်းစနစ်ကျတဲ့ဒီ budget ဘိုင်း financial ဘိုင်းတွေလုပ်နိုင်မယ်လို့ညွှန်လင်းပါတယ်3ရက်ပေမဲ့သင်တန်းကြီးနဲ့စာရင်အများကိုထိရောက်စွာသင်ခွင့်ရခဲ့ပါတယ် finance နဲ့ပတ်သက်တဲ့ကိုယ်စီပွားရေးအတွက်အကျိုးရှိမဲ့အချက်လက်လေးတွေသိချင်လို့ဆိုမှလာတက်ခဲ့ပါတယ်လာတက်တော့လေမျှော်လင့်ထားတာထက်အများကြီးပိုသိခဲ့ရတယ်အထူးသဖြင့်ဒီ financial statement တွေကိုကြည့်တဲ့အခါမှာဒီ insight ပေါ့နော်ဘယ်အချက်လက်တွေကဘာကိုဖော်ပြနေတယ်ဆိုတဲ့ဟာလေးတွေကိုတော်တော်လေးသိမြင်လာတဲ့အတွက်ကြောင့်မလို့အရန်ကိုကျေနပ်အားရမိပါတယ်တယောက်လည်းအများကြီးကျေးဇူးတင်ပါတယ် Making a world of difference. Maxamax Solution.